ကိုကဥပဒေနဲ့အညီရေးဖို့တာတွေပြီးတော့အိမ်ဆောက်လုပ်နေပြီးတော့မတရားတိုင်ခံရလို့ရှိရင်စီပင်ကိုဘယ်လိုပြန်ချီပရမလဲအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အထက်တန်းရှိနေနှုတ်ဝေထုံပဲဖြစ်ပါတယ်ရှင်ကိုကဥပဒေနဲ့အညီမှန်မှန်ကန်ကန်မြေဖို့ပြီးတော့အိမ်ဆောက်နေတာကိုဘေးအိမ်ကမတရားသွားတိုင်လို့စီပင်ကလာညွှန်ကြားစာထုတ်လိုက်ရင်လုံးဝစိတ်နဲ့မသွားပါနဲ့哦ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီစောက်အောင်ဆိုင်ရာနည်းဥပဒေများအရာ49 49အရာတက်မှာတရဝင်ချိပါခွင့်ရှိပါတယ်ရှင်စီပင်ကညွှန်ကြားစာရတာနဲ့အလန့်တကြားချက်ချင်းလိုက်ဖြတ်စေရမလိုသေးပါဘူးအကြောင်းကြားစာရပြီဆိုလို့ရှိရင်သတ်မှတ်ထားတဲ့ရက်အတွင်းမှာစီပင်ကိုပြန်လည်ဖြည့်ရှင်းတင်ပြလို့ရပါတယ်ရှင်ကိုမြေဖို့ထားတာဟာပတ်ဝန်းကျင်ရဲ့ကျန်းမာရေးကိုလည်းမထိခိုက်ဘူးဘေးအိမ်တွေရဲ့ခိုင်ခန့်မှုကိုလည်းမထိခိုက်ဘူးဆိုတာကိုအကျိုးအကြောင်းခိုင်လုံစွာနဲ့တင်ပြရမှာပဲဖြစ်ပါတယ်ရှင်